ရုပ်ရှင်ကြည့်ရင်းနဲ့ပဲစောင့်နေမလားဟောပေါ့စားရင်းနဲ့ပဲစောင့်မလားအချိန်ဘလောက်ကြာကြာစောင့်နေလို့ရပါတယ်ကိုစီကိုဘယ်တော့မှပြန်မလာတော့မဲ့လူတယောက်ကိုတော့မစောင့်နေမိဖို့အရေးကြီးတယ်စတာနေပြီးတော့ဂမုံဝစ် shopping mall ထဲမှာအသစ်ဖွင့်လှစ်တော့မယ်ကျွန်တော်တို့ရဲ့ heavy လာဆိုင်ခွဲကြီးရဲ့အားတာချက်တစ်ခုကိုကျွန်တော်ပြောပြမယ်တကယ်ကိုမိုက်တဲ့ fight တစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တငယ်ချင်းတွေချစ်သူကြီးသားစုံတွဲတွေပေါ့နော်အဲ့လိုလူတွေအတွက်အရန်မိုက်တဲ့fight တစ်ခုပေါ့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသပင်လာလုပ်ပြီးဆိုရင်အချိန်ကအရန်ကြာတယ်အဲ့တော့ခဏနဲ့ပြီးတာမဟုတ်ဘူးသပင်လုံးရင်အနည်းဆုံးတော့2နာရီ3နာရီတော့ကြာတယ်ကွာအခါကြရင်ကျွန်တော်တို့ဒါအဖော်လိုက်လာရတဲ့တငယ်ချင်းတွေအတွက်ပေါ့နော်ဒါဒီတငယ်ချင်းသပင်လုံနေတာကြီးကိုအချိန်ကြာကြီးထိုင်ဆောင်နေရတာပြင်းစရာကောင်းတယ်ဒါပေမဲ့ဒီဆိုင်ရဲ့အားသာချက်တစ်ခုကကြတော့ရုပ်ရှင်ကြည့်ရင်းနဲ့ပဲစောင့်ကျွန်တော်တို့ဒါဟော့ပေါ့စားရင်းနဲ့ပဲစောင့်အေးလေးတောင်းရင်းနဲ့ပဲစောင့်တက်တောင်းတက်တာနဲ့ဒါအချိန်ဘလောက်ကြာပေါ့နော်စောင့်နေလို့ရသွားပါပြီပြင်းစရာမကောင်းတော့ဘူးပေါ့ကွာနော်အဲ့တော့ကျွန်တော်တို့ဒီဆိုင်မှာသပင်လာလုတ်တဲ့တငယ်ချင်းကိုအဖော်လိုက်ဆောင်ပေးရတယ်ဆိုတဲ့လူတွေအတွက်လည်းလုံးဝကောင်းတဲ့ fight တစ်ခုကိုခံစားရမှာပဲဖြစ်ပါတယ်